Hello မင်္ဂလာပါတီးလာဒီမှာဟုတ်လို့လားကျွန်တော်ဘယ်မှာတီးရလဲဟောတီးတာဗောညီမအခုကြည့်နေကြပဲမြဲဝင်ကြည့်ရအခုကောင်းနေဒါနဲ့ညီမလေးအသက်ကဘယ်လောက်လဲဟိုညီမအသက်က18ပါဒါနဲ့အခုကရောကျွန်တော်အသက်ကညီမလေးလေဒါနဲ့လေညီမလေးကနတ်သမီးလေးတစ်ပါးလိုပဲနော်ဘလို့နတ်သမီးလေးလဲဆိုတော့နတ်သက်ကြွေလာတဲ့နတ်သမီးလေးလိုပဲကို့အတွက်တော်ကီကတော့ကျွေးတယ်ကွာကြိုက်တယ်တော်ကီလေးအတန်းအသိမကြောက်ဘူးညီမလေးရှစ်ခဏလေးတိုးပေးပါလားမကြောက်ဘူးလားအားလုံးရချက်လားအခုတစ်ခွက်ပြမယ်နော်ကြည့်ရကြိုက်တယ်ရှက်ကျွေးရနော်